အခုပြောင်းနေတဲ့ချင်းလေးကတော့အားလုံးလည်းကြိုက်တယ်အားလုံးလည်းသိတယ်အားလုံးလည်းတီးတချို့ဂီတာတီးဝါသနာပါတဲ့လူတိုင်းတီးဖို့ရဖြည့်သိလိုက်ဆိုတဲ့ချင်းလေးပါနော်ဒါလေးလေးပေါ့ဒါဘာမှမဟုတ်အဲ့ဒါကိုဒါဆက်မနေပြီးတော့ဒီစလုကူလက်ခက်ကလေးပေါ့နော်စလုကူလေးမှာတော့ဒီထောင်းပြီးတော့အပင်းရလည်းစပြီးတော့ up down up အဲ့လိုခိုးတီးတာတွေ့ရတော့ 1 2အရင်ကပြခဲ့တာကြတော့ 1 2 3 and 4 and 1 2 3 and 4 and အဲ့လိုပြခဲ့တယ်ဒါပေမဲ့3 and မှာတော့ဆက်ချက်ကဒီဖြောင်းပြန်ပြီးတော့အပင်လေးရနဲ့စပြီးလှအောင်တီးထားတယ်တချင်းတီးတဲ့ခါမှာတော့ intro လေးရတဲ့ size C လေးရနှစ်ပါးရှိတယ်ပေါ့ကိုကတကယ်တငယ်ချင်းတွေနဲ့ဂီတာတီးတဲ့ခါမှာဆိုလို့ရှိရင်သူ့မဆိုမချင်းမှာကိုက C ပဲဖြစ်ရတယ်တော့မဆိုသေးဘူးတော့တကယ်အဲ့လိုမျိုးသွားတယ်အဲ့မှာကိုက C ကော့ပဲဖြစ်ရတယ်စဆိုလိုက်ပြီဆိုတော့မှကိုကစမှတ်ရတာပါနော်ဒါဆိုရင်ဒီ round ကလေးရမှာပါเนาะ C တပါ A minor တပါ F တပါ C တပါအားလေးသွားတယ်နောက်တစ်ခါကျ D minor နဲ့ A minor တပါးကြီးသွားပြီးတော့ D minor နဲ့ G နဲ့က half T so D minor မှာ up to G မှာ down and down check C တော့အဲ့လိုလေးတွေသွားတာကိုတွေ့ရတယ်เนาะဒါကဒီတချင်းလေးကဒါလွယ်တယ်ပေါ့နော်ဒီ chorus လေးကြတော့လေတော့လွယ်တယ်တော့ C တပါ F တပါ C တပါ G တပါအဲ့ဒါလေးသွားလိုက်တယ်ငေးချီစီစံမာမာလေးချူမြေအောင်ရတဲ့ Come here my copy just you like home အဲ့ဒါတော့ခိုးဆိုတော့ပေါ့နော်နောက်တစ်ခါကျတော့ဒီကဒီ C ရဲ့ G ရဲ့မှာဟာပါတီးထားတာတွေ့ရလိမ့်မယ်ဒီပုံစံလေးမှာပြောစရာတော့တော်တော်လွယ်တဲ့သချင်းလေးပါပဲဆိုတာတီးရဆိုတာလွယ်တာပေါ့နော်ဒါပေမဲ့ဒီသချင်းမှာဘာတွေခက်ခဲရှိလဲဆိုတော့ဒီသချင်းဆိုရတဲ့နေရာမှာခက်ခဲရှိတယ်တို့တွေတခြားတချို့ချင်းတွေမှာဆိုရင် day တွေဝင်ပြီးတော့ဆိုရတာရှိတယ်အဲ့လိုမျိုး day တန်းပြီးတော့ဆိုရတာရှိတယ်ဒီသချင်းမှာကျတော့တင်တန်းမှာလည်းဒီလိုမျိုးပေါ့ဒီတချင်းကြီးစတင်တဲ့ခါမှာကောက်ကလေးတွေစပြီးတော့ကင်တက်လာတယ်တင်တန်းမှာတင်တဲ့ခါမှာဒီကောက်လေးတွေကင်တက်လာပြီဆိုလို့ရှိရင်တော့တချင်းကြီးဆိုပြီးတော့တီးကျင်ကြတယ်ဆိုပြီးတော့တီးတဲ့အခါမှာဘာတွေတွေ့ရလဲဆိုတော့အခုလိုမျိုးဒီဖြည့်သိမ်းလိုက်တဲ့ချင်းတွေတွေ့တဲ့အခါမှာဆိုပြီးတီးဖို့ကဒီလိုမျိုးဒဲတွေမသွားဘူးဆိုတာကိုသိထားတယ်နော်ဒဲတွေမသွားဘူးဆိုတာဘယ်လိုလဲဆိုတော့ဒီလိုမျိုးနော်ဒီမှာဒဲသွားတယ်အဲ့တော့ဒီဆိုတာတန်းဆိုရတယ်ရှင်တကူတော့ A minor မှာလုံးဆိုပြီးတော့ပဲဆိုတာလုံးချေလာအမှာကြတဲ့ကိုချေစားပါလေအိုးမြေချေတော့ C ချင်းကြတော့ဒီ C မှာရောက်တယ်အဲ့ဒါကိုမသိဘဲနဲ့ဒဲတွေပဲပေါ့နော်ဒီ court နဲ့ဒဲတွေပဲတန်းကြပြီးတော့ဒီဆိုတာရှင်တကူလုံးချေလာကိုချေစားပါလေမရတဲ့ခါကျတော့ဒီအချင်းကြီးတဲ့ဆိုပြီးတော့တီးမယ်ဆိုလို့ရှိရင်နည်းနည်းခက်တာပါနော်ဒီပရမ C မှာတဲ့ပဲဒီဆိုတာရှင်ကူလုံးတတိပေါ့1 2 3 4 8အဲ့ဆိုတော့၃ချက်မှာရင်တစ်ခုလုံးပေါ့နော်1 2 3ရှင်တစ်ခုပြီးတော့လုံးချမှာ A minor အားကြောင့်သရှင်းဆိုတဲ့ခါမှာ 40M မှာတော့နည်းနည်းလေးချိန်သွားတာတွေ့ရတယ်တော့ C ကနေစပြီးတော့ဆိုလိုက်တယ်ဒီဆိုတာရှင်ကူလုံးဆိုမှ A minor ကိုကြာ A minor ကိုကိုကြီးစာ
နာမှာတွေ့ကြရမှာပဲစီရင်ငါတို့အဲ့တော့တွေ့ကြရမှာပဲကဒီမိုင်နာမှာတန်းပြီးတော့တီးရပြီးတော့တွေ့ကြရမှာပဲစီရင်ငါတို့အဲ့တော့တရှင်းစားတီးတယ်မှာရှင်းစားပြီးတော့ဒီနေရာလေးကစဆုံနေထားပါတော့ရှင်းစားပြီးတော့တွေ့ကြရမှာပဲစီရင်ငါတို့အဲ့တော့ဒီမိုင်နာမှာတွေ့ကြရမှာပဲဆိုတော့ဒါပြီးတော့ A minor မှာမောဘန်လုံးနဲ့တက်တက်သွားပြီးတော့ D minor မှာဒါဆိုတော့ဒီတစ်ချင်းမှာဒီအဝင် track လေးတွေနည်းနည်းခက်တယ်ဆိုတာကိုတွေ့ရနေမှာเนาะဒီ chorus part ကျတော့ဒီတို့တွေကတန်းပြီးတော့တကယ်ချင်းရှိစမ်းမှာအဲ့လိုဆိုလို့မရဘူးတကယ်ဆိုတဲ့ဟာတွေကဟိုဘက်မှာခြံခဲ့တယ်ဟိုဘက်က C ကောက်လေးဆုံးလေးမှာတကယ်ချင်းကြောင့်ဒီကိုကြောင့်ရှိစမ်းမှာမြေချုံနေပါလေတော့ဒီ F ကောမှာအမြေချုံနေပါလေအောင်မဆင်းဆိုတော့ C ကောမှာနောက်ထပ်ဒါမှ C မှာ C ကောပြရမှာကောချိုးအဲ့တော့ချင်းမှာ C မှာတော့ကြားတယ်တကယ်ချင်းရှိစမ်းမလို့ဟာမြေမှာအကြတယ်အမြေချုံနေပါလေအောင်စေးမှာစီကြမယ်စေးဟောလီယာမကာပီဖြတ်မှာကြည်ကြမယ်ဖြတ်လိုက်ပါဟိုရင်ထင်းနောက်ထပ်စီကောမှာအချိန်ရာတီအဲ့လိုမျိုးခူပြီးတော့ 4 beat မှာခူပြီးဆိုရင်တော့ဒီဘက်ကိုရောက်လာတယ်ဟိုရင်ချိန်ရာတီခွဲတဲ့အေးရဲ့အပ်ကတော့ထဲကြတယ်ဒီတေမာမိုးစီမှာစီကိုကြမယ်စီပါစီအတီရှာမေဒီခါကျတော့ဒီ chorus လေးလည်းရပြီပါเนาะကျန်တဲ့ဒီ solo နေရာလေးတွေသွားမယ်ပြီးရင်ဒီသူ့ရဲ့ဒီအောက်မှာပါเนาะဒီ break out တဲ့နေရာလေးကိုရှိတယ်ဒါဆိုတငယ်ချင်းဆိုပြီးအဲ့နေရာလေးမှတ်မိမှာပါเนาะအဲ့နေရာလေးကျတော့ 1 2 C ပြီးရ break လိုက်တာဒီဘက်လည်းအုပ်လိုက်ပါဟိုဘက်ကမမီဘူးအဲ့တော့1 2 3 break 1 2 3 break အဲ့လိုမျိုးရှိအောင်တွေ့ရလိမ့်မယ်เนาะဒါကတော့ဒီပုံမှန်တိုင်းပေါ့ဒီ slow go တီးတာပေါ့เนาะ success to နောက်ထပ်ပြန်တီးတဲ့ဟာကျတော့ဒီ country ပုံစံဒါလေးကတော့နောက်တစ်မျိုးပေါ့เนาะဒီ country ပုံစံတီးသွားတာတော့ထားပါတော့เนาะဒီတိုင်းအရှိမတီးတဲ့ဟာလေးကိုပဲအရင်ဆုံးရှင်းပြတာเนาะဒီဖြည့်သိမ့်လိုက်ဆိုတဲ့ချင်းကိုဖွင့်ပြီးတော့တီးမယ်ဆိုလို့ရှိရင်ပထမဆုံးကိုဝဝိုင်းရဲ့ပထမအခွေမှာရေးစဲစမ်းမှတူတယ်အဲ့ဒီအခွေမှာပါတဲ့ဟာဆိုရင်တော့ဒီကာပုံလေးပြတူတာဘာကြောင့်လဲဆိုတော့ကိုဝဝိုင်းကခြေနဲ့တီးချတာဖြစ်တယ်ဟိုဒီလိုတီးမှဒါဒီလိုမျိုးတီးမှတော့အဆင်ပြေတယ်တော့အတန်ကအဲ့လိုမျိုးပေါ့တော့ခင်းမိမှလေကိုဝဝိုင်းကကင်းနေတဲ့ခါကျတော့တော်တော်လေးမျိုးဆူထားတယ်လူတွေအားလုံးကကြောက်ဒါကိုတက်ပြီးတော့တို့တွေကအယုံနဲ့ဆိုတဲ့ခါကျတော့ကိုဝဝိုင်းရဲ့ကာလာကိုမရနိုင်ဘူးအဲ့လိုပဲနောက်ထပ်ပြန်တီးတဲ့ခါမှာဒီနေရာဖြစ်သွားတယ်နောက်ထပ်တစ်ခါမှာဟိုပါတော့ C sharp ဖြစ်သွားတော့ဒီမဖြစ်တော့ဘူးဒါဒီလိုလေးပေါ့အဲ့တော့ကိုကဒီတချင်းပွေပြီးတော့လေ့ကျင့်တော့မယ်ဆိုလို့ရှိရင်ကိုကပထမဆုံးဆိုတဲ့ဘာရှင်းလားနောက်ထပ်အသက်ဘာရှင်းလားဆိုတာကိုကြည့်ရမယ်အဲ့တော့ C sharp သွားတဲ့ဟာလားတီးကြည့်လိုက်သိတာပါဒါတီးကြည့်လိုက်သိတာပါလေဒါဆိုရင်ဒီပေါ့နော်ဒီကတော့ဒီလိုသွားတာပေါ့နော်အဲ့တော့ဒီဟိုပထမ version မှာဒီမှာကာပုံညှက်ပြီးတော့ဒီသချင်းဖွင့်ပြီးတော့လေ့ကျင့်မှာဒုတိယ version မှာC sharp ဒီမှာထားပြီးတော့လေ့ကျင့်မှာကာပုံလေးရတော့လုံးမယ်တကယ်တော့ဒီကာပုံမသုံးဆိုလို့ရှိရင်တော့ဒီကဘယ်လိုပြောမလဲဒီတိုင်းကိုယ်ဆိုပြီးကြည့်လို့ပဲရမယ်သချင်းဖွင့်ပြီးတော့လိုက်ကြည့်လို့မရဘူးပေါ့နော်ဒီကိုဝိုင်းကပထမခွေမှာဆိုတော့ဒီနဲ့တီးထားတယ်ဒီလိုမျိုးလေးတီးထားတယ်ဒီသူ့ရဲ့ပရမသချင်းကပရမအခွေမှာထွက်ထားတဲ့ဖြည့်သိမ်းလိုက်တာကီးတီပါ